လူတယောက်စီမှာမကောင်းဆိုးဝါးဝင်ပူပြီးတော့အဆွေးချွတ်ရတဲ့အခြေအနေမျိုးကိုဗီဒီယိုရုပ်ရှင်တွေထဲမှာပဲတွေ့ရတတ်ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့တကယ့်အပြင်မှာအရန်ကိုကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးဝင်ပူးခြင်းကိုခံခဲ့ရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ဒီအဖြစ်အပျက်က1980ခုနှစ်ဂျာမနီနိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ဒါကအရန်ကိုစိတ်အနှောက်အယှက်ဖြစ်စရာကောင်းတယ်လို့အိမ်မက်ဆိုးတစ်ခုလိုပါပဲ။ Annelies Michel ဆိုတဲ့ကောင်မလေးရဲ့အကြောင်းဖြစ်ပြီး horror ရုပ်ရှင်တွေထက်တောင်ပိုကြောက်စရာကောင်းနေပါသေးတယ်။ Annelies Michel ကို1952ခုနှစ်စက်တင်ဘာ21ရက်နေ့မှာဂျာမနီနိုင်ငံရဲ့မြို့ငယ်လေးလိုင်လန်းမှာမွေးဖွားခဲ့ပါတယ်။သူမမှာအမ3ယောက်ရှိတာဖြစ်ပြီးတော့မိဘတွေကတော့ Joseph နဲ့ Anna Michel တို့ဖြစ်ပါတယ်။သူတို့မိသားစုလေးဟာဘာသာရေးအရန်ကိုကိုင်းဆိုင်ကြတဲ့ကက်သလစ်ဘာသာဝင်တွေဖြစ်ပြီးတော့တပတ်ကို2ရက်ဘုရားကျောင်းတက်ကြသလိုညတိုင်းအိယာမဝင်ခင်မှာလည်းအတူတကွဆူတောင်းမှုတွေပြုလုပ်တတ်ကြပါတယ်။ Annelies ကအရန်ကိုချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီးသူမကထက်မြက်ပြီးလှပတဲ့ကောင်မလေးတစ်ယောက်ဖြစ်သလိုလူတိုင်းအပေါ်လေးကျင်နာတတ်သူတစ်ယောက်ပါ။သူမကအမဖြစ်သူတွေကိုအိမ်စာတွေကူညီလုပ်ပေးတတ်ပြီးတော့တနေ့မှဆရာမဖြစ်ဖို့အိမ်မက်ရှိသူဖြစ်ပါတယ်။ဒီပြည့်စုံတဲ့ဘဝလေးကိုပိုင်ဆိုင်ထားပုံပေါ်တဲ့ Annelies ရဲ့ဘဝမှာဆိုးဝါးဆုံးသောထင်မှတ်မထားတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။1968ခုနှစ်စက်တင်ဘာ21ရက်နေ့မှာအသက်16နှစ်အရွယ် Annelies ကသူမရဲ့အတန်းထဲမှာပုံမှန်အတိုင်းပဲထိုင်နေခဲ့ပြီးတော့ပုံမှန်ကျောင်းတက်ရက်ကိုဖြတ်သန်းနေခဲ့ပါတယ်။ဒါပေမဲ့အတန်းပေါ်တွေနဲ့သူမစကားပြောနေရင်ကရုတ်တရက်ကြီးဘာမှမပြောတော့ပဲသူမမျက်လုံးတွေကမျက်ဖြူဆိုင်နေခဲ့ပြီးတော့သူမကိုတယောက်ယောက်ကရက်တိတ်ခလုတ်ကိုနှိမ့်လိုက်သလိုပဲလုံးဝကိုမလုံမရက်ဖြစ်သွားခဲ့တာပါ။အတန်းပေါ်တွေကသူမနာမည်ကိုအော်ခေါ်ပြီးလုံလို့ကြပေမဲ့သူမရဲ့ခန္ဓာကိုယ်ကသာရှိနေပြီးတော့စိတ်ကတော့ရှိမနေတဲ့ပုံပါပဲမိနစ်အနည်းငယ်ကြာတဲ့အထိဘာမှကိုလုံးလို့မရခဲ့ပဲခဏအကြာမှသာသူမကငကိုအတိုင်းဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့သူမဖြစ်ခဲ့တဲ့ဒီဖြစ်စဉ်ကို Annelies လုံးဝမမှတ်မိခဲ့ပါဘူးအတန်းပေါ်တွေကသူမကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ကြပြီးတော့ Annelies ရဲ့မိဘတွေကသူမကိုအိယာထဲအနားယူစေခဲ့ပါတယ်သူမရဲ့ចောင်းစာတွေကြောင့်သူမစိတ်ပြီးစီးနေတာပင်ပန်းတာတစ်ခုခုကြောင့်ဖြစ်တာနေမှာပါလို့တွေးခဲ့ကြပါတယ်။ဒါပေမဲ့ညရောက်တဲ့အခါမှာတော့ထင်မှတ်မထားတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။မနက်2 နာရီလောက်မှာတခြားအိမ်နင်းချင်းအိမ်တွေကြားရလောက်တဲ့အထိအော်တန်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ Annelies ကအိယာပေါ်မှာနာကျင်မှုကြောင့်လူလိမ့်နေခဲ့ပြီးတော့သူမရင်ဘတ်ကိုဖိဆုပ်ထားကအသက်ကိုခက်ခက်ခဲခဲရှုနေခဲ့တာပါ။သူမရဲ့မိဘတွေကို Annelies ကသူမအပေါ်မှာတယောက်ယောက်ကတက်ထိုင်နေပြီးတော့ဒါကအရန်ကိုနာကျင်စေတယ်လို့ပြောလာခဲ့ပါတယ်။သူမရဲ့စကားသံတွေဟာမပေပြင်းမပြတ်သားတော့ပါဘူး။ဒီလိုနဲ့ရက်အနည်းငယ်ကြာတဲ့အခါမှာတော့အပေါ့အလေးကိစ္စကိုတောင်သူမမထိန်ချုပ်နိုင်တော့ပဲဒီအတိုင်းပဲပါချခဲ့ပါတယ်။နောက်ပြီးလမ်းဘလို့ရှောက်ရမလဲဆိုတာကိုတောင်မသိတော့ပဲလမ်းလျှောက်တဲ့အခါတိုင်းရိုင်နေဖြစ်နေခဲ့တာပါ။ Annelies ရဲ့မိဘတွေကသူ့သမီးလေးအတွက်အရန်ကိုစိတ်ပူခဲ့ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ကြီး Annelies ရဲ့အခြေအနေကဘာမှမဖြစ်ခဲ့တယ်လို့ပဲကောင်းမွန်လာခဲ့ပါတယ်။ဒီတော့မိဘတွေကသူတို့သမီးလေးကောင်းသွားခဲ့ပြီလို့ထင်ခဲ့ကြပေမဲ့သူတို့ရဲ့ထင်မြင်မှုဟာလုံးဝကိုမှားသွားခဲ့ပါတယ်။1969 August မှာတော့ Annelies ရဲ့ပုံစံကအရင်ကထက်ဆိုးဝါးစွာပြန်ဖြစ်လာခဲ့ပါတယ်။ဒီတော့မိဘတွေကအကောင်းဆုံးအတော်ဆုံးသောအောင်းနောက်နဲ့အာယုံကျော်ဆရာဝန်ကိုရှာဖွေခဲ့ကြပြီးဒေါက်တာ Sepfredit Luthein ဆိုသူကိုတွေ့ခဲ့ကြပါတယ်။ဆရာဝန်က Annelies ကိုစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပေမဲ့သူမရဲ့အောင်းနောက်ကလုံးဝကိုပုံမှန်အတိုင်းပဲကောင်းမွန်နေတာကိုတွေ့ခဲ့ရတာပါ။သူမရဲ့အောင်းနောက်လိုင်းလေးတွေကကျန်းမာတဲ့စေကျော်သက်ကောင်မလေးတစ်ယောက်အတိုင်းပုံမှန်ပါပဲ။ဒါဆိုရင်ဒီကျန်းမာတဲ့စေကျော်သက်ကောင်မလေးမှာဘာတွေဖြစ်နေတာလဲ။ကုသမှုတွေခံယူနေရင်းကနေ1980ကျော်မှာဆရာဝန်တွေကAnnelies စီမှာ schizophrenia ရှိနေတယ်လို့သတ်မှတ်ခဲ့ကြပါတယ်။ဒီယောဂကထင်အောင်ထင်မှားဖြစ်တာပုံမှန်မဟုတ်တဲ့အပြုအမူတွေဖြစ်ပေါ်စေတဲ့စိတ်ပိုင်းဆိုင်ရာမှုမမှန်တဲ့ယောဂမျိုးပါ။ Annelies အသက်20ပြည့်တဲ့အချိန်မှာပဲအခြေအနေကအရန်ကိုဆိုးဝါးလာခဲ့ပါတယ်။သူမကဘယ်သူမှရှိမနေပဲအခန်းတောင်တွေမှာအရိပ်တွေကိုတွေ့မြင်လာပြီးတော့ကြောက်စရာကောင်းတဲ့မျက်နှာတွေဟာတိုက်ရီမောနေဟန်ရှိတဲ့မျက်နှာတွေကပေါ်လိုက်ပြောက်လိုက်ဖြစ်နေတယ်လို့သူမမြင်လာရပါတယ်။နောက်ပြီးအရန်ကိုမတတိစရာကောင်းတဲ့အနံ့တွေရလာပြီးတော့အသားပုတ်နေတဲ့အနံ့မျိုးတွေရနေတယ်လို့ပြောဆိုခဲ့တာပါအဆိုးဆုံးကတော့အတန်တွေပါပဲ
အစပိုင်းမှာတော့တီးတိုးတန်တွေကသူမဆူတောင်းမှုပြုလုပ်နေတဲ့အချိန်မှာပေါ်လာတတ်ပေမဲ့နောက်ပိုင်းမှာတော့ဒီအတန်တွေကိုအချိန်တိုင်းလိုကြားလာရတတ်ပါတယ်။သူမရဲ့နားအနားမှာကပ်ပြီးတော့နေကအတုံးမကြဘူး။နေကအမြဲတမ်းနာကျင်ခံစားနေရမှာစသဖြင့်စကားသံတွေကိုကြားနေရပြီးဒါကအပြင်ဘက်ကပြောနေတာမဟုတ်ပဲသူမရဲ့ခေါင်းထဲကနေထွက်ပေါ်လာတဲ့အတန်တွေဖြစ်ပါတယ်။ဒါပေမဲ့ဒါကသူမရဲ့အတွေးတွေဟုတ်မနေခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒီစကားသံတွေကသူမမပြောတတ်တဲ့ဘာသာစကားနဲ့ပြောကြနေတဲ့အတန်တွေဖြစ်နေလို့ပါ။တလားလောက်အကြာမှာတော့အတန်တွေကပိုရှင်းလင်းပြတ်သားလာခဲ့ပြီးအန်နလင်းစ်ရဲ့အခြေအနေကလည်းပိုပြီးဆိုးဝါးလာစေခဲ့ပါတယ်။1983ကိုရောက်တဲ့အခါမှာတော့ Annalise ကဘာသာရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုကြောက်စရာကောင်းတဲ့အရာအဖြစ်မြင်လာခဲ့ပါတယ်။အရင်ကဘာသာရေးကိုင်းဆိုင်တဲ့ကောင်မလေးကလက်ဝါးကပ်တိုင်ကိုမြင်တဲ့အခါမှာနောက်ကိုဆုတ်ပြေးခဲ့သလိုသူတို့စင်းရဲ့ပုံတွေကိုလည်းသူမမကြည့်နိုင်မဲနဲ့မျက်ရည်တွေစီးကျလာပြီးတော့တုံရီနေခဲ့ပါတယ်။တခါကဆို Annalise ရဲ့မိသားစုဝင်တွေကအီတလီမှာရှိတဲ့တကိုကြီးဖျားเจ้าစီကိုတွားရောက်ခဲ့ကြတာပါ။သူတို့ဝင်ပေါက်အနားကိုရောက်တဲ့အချိန်မှာပဲ Annalise ကရုတ်တရက်ရက်လိုက်ပြီးတော့အသက်ကိုခက်ခက်ခဲခဲရှူပြီးကျမအထဲကိုဝင်လို့မရဘူးလို့ပြောခဲ့ပါတယ်။နောက်ပြီးသူမမျက်ဖြူဆိုင်လာခဲ့ပြီးတော့မြေကြီးကအရန်ကိုပူလောင်သလိုအယောင်တွေကလည်းအရန်ကိုတောက်ပနေတာကြောင့်သူမကိုမျက်လုံးကန်းလောက်တဲ့အထိဖြစ်စေတယ်လို့ပြောလာခဲ့တာပါ။သူမရဲ့မိသားစုဝင်တွေကအနီးအနားကိုလက်ပတ်ကြည့်ခဲ့ပေမဲ့လို့အရန်ကိုအေးချမ်းတဲ့ဖခင်เจ้าကိုသာတွေ့ခဲ့ကြရပါတယ်။အချိန်9နှစ်အထိကိုဆရာဝန်တွေကသူတို့တက်နိုင်သလောက်အကောင်းဆုံးကုသပေးခဲ့ကြသလိုဖြစ်နိုင်ခြေရှိတဲ့ယောဂတွေအတွက်ဆေးတွေတိုက်ကုသမှုတွေခံယူစေခဲ့ပေမဲ့ Annalise ကတော့ကောင်းမလာရုံသာမကပိုပြီးတော့တောင်ဆိုးဝါးလာပါသေးတယ်။နောက်ပိုင်းမှာတော့အစာအသောက်တွေကိုပါစားတောက်ဖို့ညှင်းဆန်လာခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်အတွင်းထဲကတစုံတစ်ခုကသူမကိုတားဆီးထားပုံပေါ်ပါတယ်။အနောက်မှာတော့သူမကိုခြံထဲမှာရှောက်သွားပြီးတော့မြေကြီးပေါ်ကပိုးကောင်တွေရှာစားနေတာကိုမိသားစုဝင်တွေကတွေ့ခဲ့ကြရပါတယ်။တခါတလေမှာသူမရဲ့စီးကိုပြန်တောက်တယ်လို့ညစ်ပတ်တဲ့ရေအိုင်ထဲကရေတွေကိုလည်းတောက်လေ့ရှိရပါအရင်ကရင်ကျေးတိတ်မွေးတဲ့ဒီကောင်မလေးကအခုဆိုရင်ရိုင်းဆိုင်တဲ့တရိတ်ဆန်တစ်ကောင်လိုဖြစ်နေခဲ့ပါပြီအဆိုးဆုံးကတော့သူမကိုသူမထိခိုက်အောင်လုပ်လာခဲ့တာပါလက်မောင်းတွေကိုအရေးခွန်စုပ်ပြေးသွားတဲ့အထိကိုယ့်ကိုကုတ်ချစ်ပစ်တတ်သလိုဦးခေါင်းကနေသွေးတွေစီးကျလာအောင်အထိခေါင်းတွေကိုလည်းနံရံနဲ့တတိုင်းတိုင်းဆောင့်ပစ်တတ်တာပါပို့ပြီးကြောက်စရာအကောင်းဆုံးကသူမရဲ့အတန်ပါပဲအန်နလင်းစကားပြောတဲ့အချိန်တိုင်းမှာထွက်လာတဲ့အတန်ဟာအတန်နက်နက်ကြီးတွေဖြစ်နေပြီးတော့လူတစ်ယောက်စကားပြောနေတာနဲ့မတူပဲတရိတ်ဆန်တစ်ကောင်ကစကားပြောနေတာမျိုးနဲ့ပို့ပြီးတူနေခဲ့ပါတယ်Ich hab recht dazu, dass ich in dem Wald rein bin. Ich trag dir die Rotznase noch so lang, bis es lebt wird. Die Saublöderei. Für uns geht's kein zurück. Sie in alle Ewigkeit. 1985ခုနှစ်ကိုရောက်လာတဲ့အချိန်မှာတော့ Annalise ရဲ့မိသားစုတွေကအရန်ကိုမှစိတ်ထိခိုက်လာခဲ့ကြပါတယ်။ဆရာဝန်တွေတယောက်ပြီးတယောက်ဆရာဝန်ပေါင်းများစွာနဲ့ပြသခဲ့ပေမဲ့ Annalise ရဲ့အခြေအနေဟာတရက်ထက်တရက်ပိုပြီးဆိုးဝါးလာခဲ့တာကြောင့်ပါ။နောက်ဆုံးမှာတော့ Annalise ရဲ့မိဘတွေကသူမကိုဆရာဝန်တွေနဲ့ကုသမဲ့အစားဖျားเจ้าစီခေါ်သွားပြီးတော့ဖုံးတော်ကြီးတွေစီမှာအဆွေးချွတ်ဖို့ကိုလှုံ့ဆော်ခဲ့ကြတာပါ။ဒါပေမဲ့ဖုံးတော်ကြီးတွေတယောက်ပြီးတယောက်က Annalise ကိုအဆွေးချုပ်ဖို့ညှင်းဆိုခဲ့ကြပြန်ပါတယ်။အကြောင်းရင်းကတော့ကက်သလစ်ဘုရားကျောင်းတွေကဒီမကောင်းဆိုးဝါးနေနေတာမျိုးကိုအထူးသတိထားလှုံ့ဆော်ကြတဲ့အတွက်ဖြစ်ပါတယ်။အနောက်မှာတော့သူတို့ဟာ Father Ernst Alt နဲ့တွေ့ဆုံခဲ့ကြပြီးဒီ Father ကတော့တခြားဖုံးကြီးတွေနဲ့ကြွေးပြနေခဲ့တာပါ။သူက Annalise စီကိုရောက်လာတဲ့အချိန်တိုင်းမှာထူးခြားတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။ Father ကလက်ဝါးကပ်တိုင်ကိုကင်ဆောင်ထားတဲ့အခါတိုင်း Annalise ကအရန်ကိုနာကျင်မှုကြောင့်လူလိမ့်နေခဲ့တာပါ။ Father Alt ကဒါဟာကျမရဲ့ပြဿနာမဟုတ်ဘူးလို့ပြောကြားခဲ့ပြီးမကောင်းတဲ့အရာတစ်ခုခုဖြစ်တယ်လို့ဆိုပါတယ်။လအနှင်းငယ်ဖျားเจ้าနဲ့အတိုက်အခန့်လုပ်ပြီးတဲ့နောက်မှာစီနီယာဖြစ်သူစီကနေမကောင်းဆိုးဝါးနေခွင့်ကိုတရားဝင်ရရှိခဲ့ပါတယ်။ဒါကနှစ်ပေါင်း90ကျော်အတွင်းဂျာမနီမှာပထမဆုံးခွင့်ပြုပေးလိုက်တဲ့အဆွေးချွတ်ခြင်းဖြစ်ပါတယ်။ Father Arnoran ကလည်းဒီအဆွေးချွတ်ခြင်းမှာ Father Alt နဲ့အတူပူးပေါင်းခဲ့ပါတယ်။1985စက်တင်ဘာမှာတော့အဆွေးချွတ်ခြင်းကိုစတင်လှုပ်ဆောင်ခဲ့ကြပြီးနောက်10လကြာတဲ့အထိဆက်တိုက်လှုပ်ဆောင်ခဲ့ကြပါတယ်။1985စက်တင်ဘာနဲ့1986ဇူလိုင်အထိ Annalise ဟာ
အစွဲချွတ်ခြင်းအကြိမ်ပေါင်း68ကြိမ်တိတိကိုလှုပ်ဆောင်ခဲ့ပြီးပါပြီ။ဒီလှုပ်ဆောင်မှုဟာတစ်ကြိမ်ကိုအချိန်4နာရီကနေ10နာရီအထိတောင်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။တစ်ခါတလေဆိုရင်တညလုံးတောင်အချိန်ကုန်ဆုံးသွားတတ်ပါတယ်။အစွဲချွတ်နေစဉ်အတွင်းမှာဖုန်ကြီးတွေကသူတို့ဖြစ်ပျက်နေသမျှအရာတွေကိုအတန်သွင်းထားခဲ့ပြီးတော့ဒီတိတ်ခွေတွေကဒီကနေ့အထိကိုရှိနေစေဖြစ်ပါတယ်။တိတ်ခွေတွေထဲမှာကြားရတဲ့အတန်ဟာတကယ့်ကိုကြောချမ်းထိတ်လန့်စရာကောင်းလွန်းပါတယ်။အစွဲချွတ်နေစဉ်အတွင်းမှာ analyst ကနေမတူညီတဲ့အကျဉ်းစရိုက်6မျိုးကိုတွေ့ခဲ့ကြရတာပါ။ analyst ရဲ့ကိုယ်ထဲမှာမတူညီတဲ့မကောင်းဆိုးဝါး6ကောင်ရှိနေပုံရပါတယ်။ငယ်ရွယ်တဲ့ analyst ကနေထွက်လာတဲ့စကားသံတွေဟာအတန်နက်နက်ကြီးတွေနဲ့သူမတခါမှမလေ့လာမသင်ကြားဘူးတဲ့ဘာသာစကားတွေနဲ့ပြောဆိုခဲ့တာဖြစ်ပါတယ်။စိတ်အထိခိုက်ခံစားရဆောင်အပိုင်းကတော့အတန်သွင်းထားတဲ့တိတ်ခွေတွေမှာတော့မကောင်းဆိုးဝါးရဲ့အတန်တင်မကပဲ analyst ရဲ့တောင်းပန်တန်ကိုပါကြားကြရတာဖြစ်ပါတယ်။သူမရဲ့မိဘတွေကိုဒါကိုရက်တန်းလိုက်တော့ဖို့ analyst ကတောင်းပန်နေခဲ့ပြီးရေစာလို့ရေတောင်းနေတဲ့အတန်တွေကိုပါကြားခဲ့ကြရတာပါ1986ခုနှစ်ဇွန်မှာတော့ analyst ဟာတေခါနီးအခြေအနေကိုရင်ဆိုင်နေခဲ့ရပါပြီ။သူမရဲ့ခန္ဓာကိုယ်အလေးချိန်ဟာပေါင်80လောက်တောင်မရှိတော့ပဲအသားရည်တွေကလည်း6ကပ်ပြီးအယိုးပေါ်အရည်တင်နေခဲ့ပါတယ်။သူမရဲ့စပင်တွေကျွတ်တာကြောင့်ခေါင်းမှာစပင်တွေလည်းကျွတ်တိုးချစ်တဲ့ဖြစ်နေခဲ့ပါပြီ။နောက်ပြီးသူမရဲ့ဒူးတွေဟာလည်းအချိန်ပေါင်းများစွာဒူးထောက်ပြီးဆူတောင်းချင်းပြုခဲ့ရတာကြောင့်ကျိုးနေခဲ့ပါပြီ။ဒါပေမဲ့လည်းမိဘတွေနဲ့ဖုန်းတော်ကြီးတွေကသူမကိုအဆွေးချွတ်တာကိုဆက်တိုက်လှုပ်ဆောင်နေကြသေးပါ1986ဇွန်30မှာတော့ analyst ကသူမရဲ့အမေကိုနောက်ဆုံးစကားဖြစ်တယ်အမေသမီးနဲ့နေပါသမီးအရန်ကြောက်တယ်လို့ပြောဆိုခဲ့ပြီးတော့နောက်နေ့မနက်မှာတော့ analyst တေဆုံးသွားခဲ့ပါတယ်ဆရာဝန်ကတေဆုံးကြောင်းအတည်ပြုဖို့အိမ်ကိုရောက်လာတဲ့အခါမှာတော့ analyst ကိုကြည့်ပြီးတရားဝင်တေဆုံးကြောင်းစာရွက်မှာလက်မှတ်ထိုးဖို့ကိုညှင်းဆိုခဲ့ပါတယ်အကြောင်းရင်းကတော့ဒါဟာညှဉ်းပန်းနှိပ်စက်မှုလိမ့်လျူရှုခံထားမှုတို့နဲ့တူညီနေတယ်လို့ဆိုပါတယ်နိုင်အနှင်းငယ်အကြမှာတော့ရဲတွေကအိမ်ကိုရောက်လာခဲ့ကြပြီး analyst ရဲ့မိဘတွေနဲ့ဖုန်းတော်ကြီးတွေကိုလူသက်မှုနဲ့ဖမ်းဆီးခဲ့ကြပါတယ်။တည်င်းထောက်တွေဟာတရားရုံးကိုစုပြုံကရောက်ရှိလာခဲ့ကြပြီးဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုလူတိုင်းသိချင်နေခဲ့ကြတာပါ။တရားရုံးမှာတော့တရားခံအဖြစ်သတ်မှတ်ခံရသူတွေကသူတို့မှာရှိတဲ့အတန်သွင်းထားတဲ့တိတ်ခွေတွေကိုထုတ်ပြခဲ့ကြပြီးတဲ့နောက်ဂျူရီလူကြီးတွေကတောင်အံ့ဩသွားခဲ့ရပါတယ်။ Alles zu sagen, was du zu sagen hast. Im Namen Jesu und im Namen Im Namen Jesu und Maria befehle ich dir. Nein, Scheißding! Scheißding, das schmeiß ich überall raus. Glück geht ja fast niemand mehr. Nein, das Scheißding. In was? In Beispiel? Persönliche Beichte. Bekennen. Nein! Ja! analyst မဟုတ်တဲ့မကောင်းဆိုးဝါးတွေကအချင်းချင်းတိုက်ခိုက်နေကြပြီးရှေးခေတ်လက်တင်ဘာသာစကားတွေနဲ့ပြောကြားထားတာကိုအားလုံးကြားခဲ့ကြရတာပဲဖြစ်ပါတယ်1988ဧပြီ1ရက်နေ့မှာတော့တရားခံတွေကိုအပြစ်မရှိကြောင်းတရားရုံးကနေချမှတ်ခဲ့ပါတယ်ခေတ်သစ်ဆရာဝန်တွေကတော့ analyst ဟာ temporal loop epilepsy အခြေအနေကြောင့်ထင်အောင်ထင်မှားဖြစ်တာသူမရဲ့အချင်းစရိုက်တွေပြောင်းလဲလာတာနဲ့အပြင်ဘက်ကတစ်ခုခုထိန်းချုပ်တာကိုခံနေရတယ်လို့မျိုးခံစားမှုမျိုးကြုံတွေ့ရတာဖြစ်တယ်လို့ဆိုပါတယ်တချို့လူတွေဆိုလည်းဒီလိုအခြေအနေမျိုးမှာမူးဝေတာအော့အန်တာစိုးရိမ်ကြောင်ကြမှုနဲ့ထူးဆန်းတဲ့အရာတွေကိုမြင်မိတာမျိုးတွေဖြစ်တတ်ကြတယ်လို့ပြောကြားထားခဲ့ပါတယ်။နောက်ပြီး analyst ကဘာသာရေးအရာဖျားเจ้าဒါမှမဟုတ်စာအုပ်ထဲမှာဖတ်ခဲ့ရဘူးတဲ့အကြောင်းအရာတွေကြောင့်သူမစီမှာမကောင်းဆိုးဝါးပုဒ်လိုမျိုးလက္ခဏာတွေကိုတွေ့ကြရတာလို့ဆိုထားပြပါတယ်။ဒါဆိုရင်မေခွန်းကတော့ analyst တလို့ဖြစ်တဲ့အချိန်တိုင်းမှာသူမမတူညီတဲ့ဘာသာစကားတွေကိုဘယ်လိုများပြောတတ်နေခဲ့တာလဲ analyst က Latin နဲ့ဂျာမန်ဘာသာစကားတွေကိုတောင်ပြောဆိုခဲ့တာဖြစ်ပါတယ်။နှစ်ပေါင်း90ကြာသွားသည့်တိုင်အောင်တကယ်ပဲ analyst ကဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုတိကျတဲ့အဖြေမပေးနိုင်ခဲ့ကြပါဘူး။အဆုံးထိနားထောင်ပေးခဲ့ကြလို့ကျေးဇူးများတင်ပါတယ်။